အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့လီဗာပူးအသင်းဟာ Premier League ပွဲ၃ပွဲကစားပြီးချိန်မှာလီဗာပူးနဲ့မန်စီးတီးဟာမိုင်တန်းလောက်ဝင်းနေပြီဖြစ်ကြောင်းဝေဖန်လာတဲ့ကာရီကအကြောင်းလေးပဲဖြစ်ပါတယ်အင်္ဂါနေ့နက်ပိုင်းတနာရီခွဲအချိန် Old Trafford ကွင်းမှာရှင်ပြိုင်ခဲ့တဲ့အင်္ဂလန်ဒါဘီပွဲစဉ်အတွက်လီဗာပူးအသင်းဟာအဆင်သင့်ရှိမနေခဲ့တာအပေါ်ဂန္ဓဝင်ကလပ်ကစားသမားကာရီကအပြစ်တင်လိုက်ပြီးလက်ရှိအချိန်မှာလီဗာပူးဟာပရီးမီးယားလိထိပ်တန်းပြိုင်ဘက်မန်စီးတီးနဲ့မိုင်တန်းလောက်အကွာအဝေးမှာပြုတ်ကျကြံနေခဲ့ပြီလို့ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်ပွဲစဉ်အတွင်း Sky Sports ဆွေးနွေးခန်းအစီအစဉ်မှာလီဗာပူးကနဝင်ကအခုလိုပြင်းထန်စွာဝေဖန်ခဲ့တာဖြစ်ပြီးတစ်ဖက်မှာလည်း Manchester United ကနီးပြတန်ဟတ်လက်အောက်ပထမဆုံးပရီးမီးယားလိနိုင်ပွဲရရှိဖို့သူတို့ရဲ့အကောင်းဆုံးဆွမ်းဆောင်ရည်တွေကိုထုတ်ပြနိုင်ခဲ့တာပါ2020-23ခုနှစ်ပရီးမီးယားလိဘောလုံးရသည့်တစ်မှာလီဗာပူးကတော့ဖူဟန်ခရစ္စတယ်ဘဲလီတို့ကိုတည်ကြပြီး United ကိုရှုံးနိမ့်ခဲ့တာကြောင့်လက်ရှိအချိန်ထိ League နိုင်ပွဲမရသေးပါဘူးကာရီကာကလီဗာပူးကဒါဘီပွဲစဉ်တစ်ခုအတွက်အဆင်သင့်ဖြစ်မနေခဲ့ပါဘူးဒါကခွင့်မလွတ်နိုင်စရာပဲဒါကယာကန်ကလော့ကိုစိုးရိမ်မှုတွေတိုးပွားစေမှာအမှန်ပါပဲဒီညမှာတော့ဖူဟန်ခရစ္စတယ်ဘဲလီတို့နဲ့ရင်ဆိုင်ခဲ့ရတဲ့ပွဲစဉ်တွေထက်ခြားနားတဲ့ပွဲစဉ်တစ်ခုဖြစ်လာခဲ့ပါတယ်လီဗာပူးနဲ့မန်စီးတီးကြားကွာဟမှုကကြီးမားလာပြီဆိုတာခံစားမိနေပါတယ်မန်စီးတီးအသင်းရဲ့အရေးသွေးကိုသိနေလို့ပါအခုအချိန်မှာလီဗာပူးအနေနဲ့မန်စီးတီးအကြောင်းမစင်စားနိုင်သေးပါဘူးလီဗာပူးအနေနဲ့လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့လိုအပ်နေပါတယ်မင်းတို့သူစီကမမျှော်လင့်ထားတဲ့တကယ်ကိုဆိုးရွားလာတဲ့ယာတီတင်စတင်မှုနဲ့သူတို့စတင်ခဲ့တာပါလီဗာပူးမှာတကယ်ကိုမြင့်မာတဲ့ခြေစွမ်းအဆင့်အတန်းတစ်ခုရှိတယ်လို့သတ်မှတ်ထားတယ်ဒါပေမဲ့လက်ရှိအချိန်မှာတော့မန်စီးတီးနဲ့လီဗာပူးကြားမှာကွာဟမှုမိုင်တန်းလောက်ရှိနေပါပြီပူဟန်နဲ့ပွဲစဉ်မှာရောဒီနေ့ပွဲစဉ်မှာပါဒီလိုမြင့်မာတဲ့ခြေစွမ်းအဆင့်အတန်းတစ်ခုရှိမနေခဲ့ဘူးဆိုတာသိကြပါတယ်ဘောလုံးပွဲတွေမှာအရှုံးဆိုတာကိုလက်ခံနိုင်ပါတယ်ဒါပေမဲ့လီဗာပူးရှုံးနေခဲ့တဲ့ပုံစံမှာရောတိတိကျကျပြောမယ်ဆိုရင်သူတို့ရဲ့စတင်မှုတွေမှာရောလုံလောက်တဲ့ကောင်းမွန်မှုတွေမရှိခဲ့ပါဘူးလို့ဝေဖန်ပြောဆိုခဲ့ပါတယ်မာဆေးဆိုင်ဒေသခံကလပ်ဟာလက်ရှိပရီးမီးယားလိအမှတ်ပေးစရာမှာတန်းစင်းဆောင်ရဲ့အထက်အဆင့်16နေရာမှာရပ်တည်နေပြီးအမှတ်ပေးစရာဦးဆောင်သူအာဆင်နယ်နဲ့ရမှတ်9မှတ်ကွာဟနေပါတယ်ကျွန်တော်အခုပြောပြပေးတဲ့အကြောင်းအရာလေးကတော့လီဗာပူးအသင်းဟာပရီးမီးယားလိပွဲ3ပွဲကစားပြီးချိန်မှာလီဗာပူးနဲ့မန်စီးတီးဟာမိုင်တန်းလောက်ဝင်းနေပြီဖြစ်ကြောင်းဝေဖန်လာတဲ့ကာရီကာအကြောင်းလေးပဲဖြစ်ပါတယ်အားကစားသတင်းတွေကိုစင်စက်မပြတ်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ Sport Channel လေးကိုလည်း Like and Follow တွေလုပ်ပေးခဲ့ကြပါအောင်ဗျာ